စွန်းပုံညာရှင်အဝင်မော့ဘဲညာစင်ပြေတဲ့ဘက်ကားရက်ပြီးရင်လမ်းလျှောက်ပြီးတော့လေကတဲ့လေးတိုင်းတက်သွားလို့ချင်းမှကန္နာဂူဒီတိုင်းနဲ့စင်တို့တော့ရှိတဲ့နေရာအခုဒီဘက်ချမ်းကြတော့အရင်အတုတ်ဆိုင်လေးရှိတယ်ညဘက်အချမ်းမှာဖနက်တင်ခဲ့ဖို့စင်လေးရှိတာပေါ့ပြီးရင်ကင်မရာခွန်ဆောင်ပြီးလို့ရင်တက်ထက်သွားရင်ဒါစင်တို့တော့ရှိတဲ့နေရာပေါ့အခုကတော့ဒါအတုတ်ဆိုင်လေးတွေပြိုထားတဲ့နေရာဒီကလေးကလည်းအခုပြန်ခင်းနေဆိုတော့ဒီကတော့တက်လို့မရဘူးပေါ့ကျန်တဲ့ဒီဘက်ချမ်းမှာရှိတဲ့ဖះကြီးပတ်ချလဲကတစောင်းတွေကတော့အကုန်ပြိုသွားပြီဒီမှာတစွန်းတစလောက်ပဲလက်တန်းလေးတွေနဲ့တစွန်းတစပဲကျန်တာမြေပုံကြီးအားလုံးဖြစ်သွားပြီအရင်ကတော့ဒီလက်တန်းလေးရဲ့ဒီတလျှောက်သွားလို့ရှိရင်ရောင်စုံကြွေပြားတွေကတ်ထားတဲ့အခင်းရှိတယ်နော်အဲ့ရနေလမ်းလျှောက်သွားပြီးဟိုးဘက်အစုံဆုံးမှမြင်ရတဲ့စကားပင်အောက်မှာခုံတန်းလေးရှိတယ်အဲ့မှာထိုင်ပြီးအေးစစ်စစ်ဖះကြီးကိုလည်းဖူးလို့ရတယ်ပြီးရင်အေယာဝတီမြင့်နဲ့စကိုင်းဝင်းကျင်ကိုကြည့်ရလားအရန်လာတယ်အခုတော့ဒီအကုန်လုံးကမြေပုံကြီးတည်တံ့ပဲဖြစ်သွားပြီဇေဒီကြီးလည်းပြိုသွားတယ်လို့ပြောတယ်အဲ့ဇေဒီနေရာမှာအခုတော့ပြန်တည်နေပြီပေါ့လေအထက်ဘက်ထိတော့ရောက်နေပြီကျန်တာတော့မြေပုံကြီးတက်တက်ရှိနေတာပြီးအဲ့အပင်ဘေးဘက်မှာအရင်ကဒီဆောင်းတန်းရှိခဲ့တဲ့နေရာတွေအားလုံးကလည်းမြေတွေပြိုပြီးတော့ခြိုင်ကြီးဖြစ်နေတာပေါ့ခြိုင်ကြီးတက်တက်ဖြစ်နေတာဟိုဘက်ချမ်းတွေအကုန်လုံးလည်းပြိုထားတယ်ဒါပေမဲ့အလို့လို့အဲ့ဘက်ထိတော့သွားမကြည့်ခဲ့အောင်ဒါခြိုင်ခွက်ကြီးအရင်ကတို့ဒီရောင်စုံကြွေပြားတွေခင်းထားတဲ့ဖះပတ်ချလဲရှောက်ကြည့်လို့ရတဲ့နေရာပေါ့ကဲကြည့်ပါဦးအရင်ကအကိုတွေမြင်မှုတဲ့မြင်ကွင်းနဲ့အခုနဲ့ငလင်ပြီးတဲ့နောက်ပိုင်းမြင်ကွင်းကတော်တော်ကြီးကိုကွာခြားသွားပြီနော်လွမ်းစရာကောင်းလိုက်တာဒါကတော့ငလင်ပြီးချင်းဒီဇေဒီတော်ရဲ့တစောင်းနေရဲ့ရင်မင်တော်အားလုံးအပြိုအပြက်တွေကိုရိုက်ထားတဲ့ဓာတ်ပုံပေါ့ဓာတ်ပုံဆရာတယောက်ရဲ့ဈေးသည်တယောက်ရဲ့ဖျားဖူး၄ယောက်ရဲ့စုစုပေါင်း6ယောက်ကွယ်လွန်ခဲ့တယ်လို့သိရတယ်အရင်ကစင်းနုတော်ကြီးတွေဘေးမှာရှိခဲ့တဲ့ယုံရုပ်တွေဖားရုပ်တွေနောက်ကတစောင်းပတ်ချလဲမှာရေးထားတဲ့ကောသလမင်းအိမ်မက်16ချက်အကြောင်းတွေအကုန်လုံးလွမ်းစရာကောင်းတယ်လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်လေးတွေပကြီးကားတွေရောင်းတဲ့ဦးလေးနဲ့စကိုင်းတရားနှစ်စင်းလုံးကိုရှင်းပြီးမြင်ရတဲ့နေရာတွေအဆုံးပါပဲအချိန်တခုတော့လို့မှာပေါ့လေအရင်လိုအားလုံးပြန်မြင်ရဖို့ကတော့